ဒီကနေ့ဆက်လက်တင်ဆက်ပေးခြင်းနဲ့စောင်းပါတစ်ပုဒ်ကတော့ကိုမိုးမြင့်တင်ဆက်စူးစီးထားတဲ့ကျန်းဖို့ပါတီနဲ့မြန်မာကျန်းဖတ်စစ်တပ်တို့ဟာပြည်သူလူထုနဲ့တိုင်းပြည်အပေါ်ဘလို့သဘောထားရှိတယ်ဆိုတာကိုတမိုင်းဆိုင်ရာဖြစ်ရများနိုင်ငံရေးလုပ်ရများနဲ့၎င်းတို့ရေးဆွဲထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာချက်လက်တွေကိုအခြေခံသုံးသပ်တင်ပြထားတဲ့စောင်းပါတစ်ပုဒ်ဖြစ်ပါတယ်အရှင်သခင်စိတ်သက်ဓမ္မမို့အိုဆိုးသူလူဒန်းစားကျန်းဖို့နဲ့ကျန်းဖတ်စစ်တပ်ရဲ့ပြည်သူနဲ့နိုင်ငံပေါ်သဘောထားအမှန်ကတော့မြန်မာနိုင်ငံရေးသမိုင်းကြောင်းကိုပြန်လည်ဆန်းစစ်ကြည့်ပါကကျန်းဖတ်စစ်တပ်နဲ့၎င်းရဲ့နိုင်ငံရေးလက်တံဖြစ်တဲ့ကျန်းဖို့ပါတီရခိုင်ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းတို့ဟာအမီနာမကွဲပြားတော်လဲဘုံသဘောထားတစ်ခုတည်းပေါ်မှာယက်တည်နေတယ်ဆိုတာကိုတွေ့ရှိရပါတယ်ထိုသဘောထားက၎င်းတို့ဟာတိုင်းပြည်ရဲ့ကယ်တင်ရှင်ဖြစ်ပြီးတော့ပြည်သူလူထုဟာစီကံတကြအုပ်ချုပ်ခံရမဲ့လက်အောက်ခံများ subject များဖြစ်တဲ့ဆိုတဲ့အယူအဆပဲဖြစ်ပါတယ်တစ်ကတော့မိဘနဲ့သားသမီးဆက်ဆံရေးစစ်တပ်နဲ့ကြံ့ဖို့ခေါင်းဆောင်တွေကပြည်သူလူထုကို၎င်းတို့ရဲ့အကာအကွယ်အောက်မှာနေရမဲ့သူများအဖြစ်သဘောထားလိရှိပါတယ်ဆရာနာရှင်ဆက်ဆက်အသုံးပြုခဲ့တဲ့ဝါဒဖြန့်စကားလုံးများမှာမိဘပြည်သူလို့သုံးဆွဲလိရှိတော်လဲလက်တွေရင်မူပြည်သူကရွေးချယ်တင်မြှောက်သောခေါင်းဆောင်မှုကိုလက်မခံဘဲ၎င်းတို့စိတ်ကြိုက်ရွေးဆွဲထားတဲ့စီကံပြည့်ဝတဲ့ဒီမိုကရေစီဘောင်အတွင်းမှာသာနေထိုင်စေလိုပါတယ်။သဘောထားကတော့ပြည်သူလူထုဟာကိုယ်ပိုင်ဆုံးဖြတ်ချက်မချနိုင်သူများစီကံမရှိသူများဖြစ်လို့တမတော်ကသာထာဝရထိန်းချောင်းပေးရမယ်လို့ယုံကြည်ကြသူဖြစ်ပါတယ်။တိုင်းပြည်ကိုပိုင်ဆိုင်မှုတစ်ခုကဲ့သို့သဘောထားကြသူများတိုင်းပြည်ရဲ့တင်ရဇာတနဲ့စီးပွားရေးအခွင့်အလမ်းများကိုနိုင်ငံတော်ဖွံ့ဖြိုးရေးထက်၎င်းတို့ရဲ့အဖွဲ့အစည်းနဲ့အကျိုးစီးပွားအတွက်ဦးစားပေးအသုံးပြုလိရှိပါတယ်မြန်မာစီးပွားရေးဥပိုင် MEHN နဲ့မြန်မာစီးပွားရေး Corporation MEC ကဲ့သို့စစ်တပ်ပိုင်ကုမ္ပဏီများဟာနိုင်ငံတော်ရဲ့အဓိကစီးပွားရေးကဏ္ဍများကြောက်မြက်ဘီယာစိတ်ကန်းဆက်သွယ်ရေးတို့ကိုနှစ်ပေါင်းများစွာလဝကြီးအုပ်စိုးမိုးထားခဲ့ပါတယ်။တဘောရာကတော့တမတော်ရှိမှတိုင်းပြည်ရှိမယ်ဆိုတဲ့စောင်းဘုတ်နိုင်ငံတော်ဆိုဒီမှာစစ်တပ်မရှိပါကရည်တည်နိုင်စွမ်းမရှိလို့ယူဆပြီးတိုင်းပြည်ရဲ့ပိုင်ဆိုင်မှုမှန်သမျှဟာစစ်တပ်ခိုင်မာရေးအတွက်အရင်ဆုံးအသုံးပြုရမယ့်အရာများဖြစ်သတ်မှတ်ထားကြသူများဖြစ်ပါတယ်။သုံးကတော့ပြည်သူဆန္ဒထက်အာဏာတည်မြဲရေးကိုဦးစားပေးခြင်းဖြစ်ပါတယ်။ဒီမိုကရေစီနည်းကျရွေးကောက်ပွဲရလဒ်များကိုလက်ခံဖို့ညှင်းဆန်ခြင်းဟာပြည်သူသဘောထားကိုလေးစားမှုမရှိကြောင်းအထင်ရှားဆုံးသက်သေသာဓကများဖြစ်ပါတယ်။1990နဲ့2020ရွေးကောက်ပွဲတွေ1990ခုနှစ်ရွေးကောက်ပွဲမှာ NLD အနိုင်ရပေမဲ့အာဏာလွှမ်းမပေးခဲ့တယ်လို့2020ရွေးကောက်ပွဲမှာလည်းပြည်သူလူထုကကြံ့ဖို့ပါတီကိုမဲမပေးဘဲညှင်းပယ်ခဲ့တဲ့အခါမှာမဲစရင်မှားတယ်လို့အကြောင်းပြပြီး2021ခုနှစ်မှာအာဏာသိမ်းယူခဲ့ပါတယ်။ပြည်သူလူထုရဲ့ဆန္ဒဟာ၎င်းတို့ရဲ့အကျိုးစီးပွားနဲ့ဆန့်ကျင်နေပါကထိုဆန္ဒကိုဖျက်ဆီးပစ်ဖို့ဝန်မလေးကြသူများဖြစ်ပါတယ်။လေးချက်ကတော့အတိုက်ခံတွေကိုရန်သူအဖြစ်သတ်မှတ်ခြင်းဖြစ်ပါတယ်။ကျန်းဖို့ရခင်ကြံ့ခိုင်ရေးအသင်းရဲ့တမိုင်းကြောင်းမှာနိုင်ငံရေးပြိုင်ပွဲများနဲ့ပြည်သူများကိုအကြမ်းဖက်နှိမ်နင်းရာမှာပါဝင်ခဲ့တဲ့တာရကများရှိပါတယ်။2003ခုနှစ်ဒီပဲရဲ့ရေးခင်းမှာဒေါန်ဆန်းစုကြည်နဲ့ NLD ထောက်ခံသူများကိုလှုပ်ကြံတိုက်ခိုက်ရာမှာကြံ့ခိုင်ရေးအသင်းဝင်များကိုစွမ်းအားရှင်ခေါင်းစဉ်နဲ့အသုံးပြုခဲ့ကြပါတယ်။2021နွေဦးတော်လှန်ရေးမှာလည်းပြူစောထိကဲ့သို့အဖွဲ့များဖွဲ့စည်းကပြည်သူကိုပြန်လဲတိုက်ခိုက်လျက်ရှိပါတယ်။၎င်းတို့ပေါ်ဝေဖန်ထောက်ပြသူမှန်သမျှကိုနိုင်ငံရေးလှုပ်ဖော်ကင်ဘတ် political opponents အဖြစ်မရှုမြင်ဘဲတိုင်းပြည်ဖျက်ဆီးသူရန်သူများ enemies of state အဖြစ်သဘောထားကြသူများဖြစ်ပါတယ်။အချက်5ကတော့ဥပဒေကိုလက်နက်တဖွဲ့အသုံးချခြင်းဖြစ်ပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေဟာစစ်တပ်နဲ့
ကြန့်ခိုင်ဖွံ့ဖြိုးရေးတို့ကတိုင်းပြည်နဲ့ပြည်သူလူထုအပေါ်ထားရှိတဲ့သဘောထားကိုအကောင်းဆုံးထင်ဟပ်နေပါတယ်ရွေးကောက်ခံစရာမလိုပဲလွတ်တော်အမှတ်နေရာ25ရာခိုင်နှုန်းကိုစစ်တပ်အားပေးအပ်ထားခြင်းဟာအရေးပေါ်အခြေအနေကြီးညာ၍အချိန်မရွေးအာဏာသိမ်းနိုင်ခွင့်ရှိခြင်းကိုဖော်ပြနေပါတယ်ပြည်သူလူထုကမိသူကိုယ်ပင်ရွေးချယ်သည်ဖြစ်စေအဆုံးစွန်သောအာဏာ ultimate power ဟာစစ်တပ်လက်ထဲတွင်သာရှိရမယ်ဆိုတဲ့မောက်မာတဲ့သဘောထားဖြစ်ပါတယ်ခြုံငုံသုံးသပ်ရရင်ကျန်းဖို့ပါတီနဲ့အကျန်းဖက်စစ်တပ်ဟာပြည်သူလူထုကိုဝန်ဆောင်မှုပေးရမယ့်သူများအဖြစ်မိသည့်အခါကမျှသဘောမထားခဲ့ကြပါဘူး၎င်းတို့ရဲ့အမြင်မှာပြည်သူလူထုဟာစစ်တပ်ရဲ့ဥဆောင်မှုကိုနာခံရမယ်နောက်လိုက်များသာဖြစ်ပြီးတော့တိုင်းပြည်ဟာ၎င်းတို့ရဲ့အဖွဲ့အစည်းအကျိုးစီးပွားအတွက်မိခိုအားထားရာအရင်းမြစ်တစ်ခုသာဖြစ်တယ်လို့ယုံကြည်သူများဖြစ်ပါတယ်ဒီကနေ့လက်ရှိမှာပြည်သူလူထုပေါ်ချမ်းဖတ်ဖန်ဆီးတပ်ဖြတ်မှုများကျူးကျော်များကိုမီးရှို့မှုများပြုလုပ်နေခြင်းဟာပြည်သူကိုကာကွယ်ပေးရမယ်ဆိုတဲ့၎င်းတို့ရဲ့စကားရက်ဟာဟန်ပြတတ်တာဖြစ်ပြီးလက်တွေမှာငါနဲ့မတူငါရန်သူဆိုတဲ့အာနာရှင်ဆန်တဲ့သဘောထားတွေကိုအတီအလင်းပြဆိုနေခြင်းဖြစ်ပါတယ်နောက်ထပ်ဆောင်းပါးတွေမှာလည်းအကျန်းဖက်စစ်တပ်ဟာနိုင်ငံတော်ရဲ့စီးပွားရေးတွေကိုဘလို့လဝကြီးအုပ်ထားလဲဆိုတာတွေကိုအသေးစိတ်ဆက်လက်တင်ဆက်ပေးသွားပါဦးမယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်